မင်္ဂလာပါရှင်လေစာ TV ရဲ့အပတ်စဉ်ဗုဒ္ဓညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့တိုက်ပွဲတဲ့ရဂျယ်နေဆက်ကုံတွေရေးဂိတ်တွင်တစ်ရှူးငပြောကပိတ်မိနေတဲ့သတင်းရဲတပ်ဖွဲ့ကဖမ်းဆီးသွားတဲ့ဖွားကျေးရွာကအမျိုးသမီး2ဦးပြန်လည်လွတ်မြောက်လာတဲ့တွင်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကျွန်မအန်ခုံချစင်ပါရှင်။ကျဲရမတ်တမဟာအမခုနှစ်တိုက်ရင်နေမြေပူတောက်ခရိုင်စွန်ပီယံကျေးရွာထပ်ပိုင်းတွင်တပ်ဆွဲနေရယူထားတဲ့စစ်ကောင်စီတပ်စခန်းကိုစစ်တပ်အာဏာသိမ်းတဲ့တနစ်ပြည့်နေ့ဖေဖော်ဝါရီလ3ရက်နေ့မနက်10:00နာရီခွဲချိန်ခန့်ကကျဲရင်တပ်ဖွဲ့နဲ့ဌာနေပီတုကာကွယ်ရေးတပ်တို့ပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။စွန်ပီယံတွင်တိုက်ပွဲဖြစ်ပွားနေချိန်တွင်ရှင်ကပ်ပုံလုံရှာယံတွင်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကိုလည်းတပြိုင်နက်တိုက်ခိုက်ရာမှာနေ့လယ်12နာရီခန့်မှာတော့စွန်ပီယံရှိတပ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ခဲယမ်းတချို့ကိုသိမ်းဆည်းနိုင်ခဲ့ကစခန်းကိုတော့မြီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရပါတယ်။ကျေးရွာနဲ့နီးကပ်စွာရှိနေတဲ့တပ်စခန်းဖြစ်နေတာကြောင့်စွန်ပီယံဒေသခံများကဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းလည်းသိရပါတယ်။ကဲရမတ်6တပ်မဟာအမတ်9တရင်နေမြေအကြမ်းဖက်စစ်ကောင်စီတပ်နေရာယူထားတဲ့ကုခိုင်ဗျူဟာကုန်းနမ်ခိုင်တဒါရှိတပ်စခန်းများကိုလည်း KNA တပ်ဖွဲ့တို့၎င်းနေ့မနက်8:00နာရီခန့်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရပါတယ်။၎င်းနေ့မနက်ပဲကုခိုင်မြို့စစ်ကောင်စီတပ်ကကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာကြောင့်ကုခိုင်မြို့ရပ်ကွက်1ကအမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိကနေတချို့လည်းထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့လည်းဒေသခံတွေကဆိုပါတယ်မြန်မာတရုတ်နေဆက်လေကျဲနေဆက်ကုံတရေကိမှာတရုတ်နိုင်ငံတို့တင်ပို့မိတရုတ်တစ်ရှူငပြောကအစည်း100ကျော်ထက်ခွာခွင့်မရပဲပိတ်မိနေကြောင်းရေမောင်းတွေထမှသိရပါတယ်။အဆိုပါတစ်ရှူငပြောကအစည်းရေ100ကျော်ဟာဇန်နဝါရီလ20ရက်နေ့ကတည်းကထွက်ခွာခွင့်မရပဲပိတ်မိနေတာဖြစ်ပြီးဂျာနစ်ဆန်တွေကိုတော့သွာလာခိုင်းပြီးငပြောကားတစ်မျိုးပဲပိတ်တာဖြစ်တယ်လို့လည်းသိရပါတယ်။ယခုချိန်ထိငပြောကားများမထွက်နိုင်တဲ့အတွက်လေကျယ်နေဆက်ကုံသွေးဂိတ်တွင်ပိတ်မိနေတဲ့ငပြောကားအစည်း100ကျော်တွင်ကားသမားနဲ့ရင်နောက်လိုက်စုစုပေါင်းလူဦးရေ200ကျော်ရှိပြီးကုန်ကားမထွက်ရသည့်အတွက်အခက်တွေ့နေကြောင်းနဲ့ပိတ်မိနေတဲ့ငပြောကားများကိုတရုတ်နှစ်တကူပြီးပါကတရက်လင်အစည်း60ခန့်ထွက်နိုင်အောင်စီစဉ်နေကြောင်းလည်းသိရပါတယ်။လေကျယ်နေဆက်ကုံသွေးဂိတ်ဒီ2021ခုနှစ်ဇွန်လကကိုဗစ်ကပ်ရောဂါကြောင့်တရုတ်ဆွေရဘက်က9လကျော်ကြာပိတ်ထားရာမှပြီးခဲ့တဲ့ဇန်နဝါရီလ18ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့တရုတ်နိုင်ငံဘက်မှကုန်လဲလှယ်ယူမိကားတွေအဝင်နှဲနေတာကြောင့်အဆင်မပြေမှုများစွာရှိနေသေးတယ်လို့လည်းသိရပါတယ်ရှင်။လုံခင်းကျေးရွာအုပ်စုအောင်ရယံကျေးရွာမှာဖေဖော်ဝါရီလ2ရက်နေ့10နာရီအချိန်ခန့်ကအမျိုးသမီး2ဦးကိုလုံခင်းရဲတပ်ဖွဲ့မှဖမ်းဆီးသွားခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့အမျိုးသမီး2ဦးဟာဖွားကျေးရွာမှဒေါ်လဝေါ့ကော့55နှစ်နဲ့ဒေါ်လဖိုင်နန်လုံး46နှစ်တို့ဖြစ်ပြီးလုံခင်းနှစ်ချင်းခရီးယန်တင်းတော်အမှုဆောင်2ဦးနေအိမ်ကစူတောင်ခန္ဓာတွားရောက်ချိန်လမ်းခုလက်မှာဖမ်းဆီးခံရတာဖြစ်တယ်လို့လည်းသိရပါတယ်။၎င်းနေ့မနေ့ကအောင်ရယကျေးရွာမှာဒေသခံတချို့စစ်ကောင်စီတပ်ကအလိုမရှိကြောင်းအာဏာဖီဆန်ဆန္ဒထုတ်ဖော်ကြရာရဲတပ်ဖွဲ့များမှလူစုခွဲဖို့တနက်များပစ်ခတ်နေချိန်ဖြစ်လာခဲ့တဲ့အတွက်မတင်ကားတစ်ဖြစ်ဖမ်းဆီးသွားတာဖြစ်ကြောင်းဒေသခံတဦးကပြောပါတယ်။အမျိုးသမီး2ဦးဖမ်းဆီးခံရတဲ့နောက်လုံခင်းကျေးရွာမှာရမီရဖများအတင်းတော်မှတာဝန်ရှိသူများကရဲစခန်းကိုတွားရောက်ညှိနှိုင်းဖြေရှင်းခဲ့တဲ့နောက်နေ့လယ်12နာရီချိန်ခန့်မှာပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။လိုက်စာတီဗီရဲ့အပတ်စဉ်ဗမာတိုင်းသားဘာသာဖြစ်တဲ့တင်ဆက်မှုကြီးစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။